ကျိုးဝဲတော်ကြီးပြီးတော့တစ်ဆောင်မုံတစ်ဆောင်တိုင်းစီမီကမြိုင်မတိုးအလှညတ်သင်္ကန်းကပ်ဖို့ရွှေတကုံကုန်းတော်မြိုင်မြိုင်ဆိုင်ကထိန်သင်္ကန်းမို့ကလူကိုမဆုံးခင်ပြုံးသူစားသေသီကိုင်တည်ကျိုးဝဲတော်ကြီးပြီးတော့တစ်ဆောင်မုံတစ်ဆောင်တိုင်းစီမီကမြိုင်မတိုးအလှညတ်သင်္ကန်းကပ်ဖို့ရွှေတကုံကုန်းတော်မြိုင်မြိုင်ဆိုင်ကထိန်သင်္ကန်းမို့ကလူကိုမဆုံးခင်ပြုံးသူသာသေသီကိုင်ညော်တော်စွန်ဒိဋ္ဌာမိဣမံဩဒရာတင်္ဂံဒိဋ္ဌာမိဣမံဩဒရာတင်္ဂံဒိဋ္ဌာမိဣမိနာဩဒရာတင်္ဂံဩဒရာတင်္ဂံလူမာတော့တော့ဤသင်္ကန်းဖြင့်ကတိနာကထိန်ကိုအထရာမိရဲပါဤဗျာဆောင်နိုင်ချင်းရောက်လို့သင်္ကန်းမြတ်လူတော်တူပြောအချင်းချင်းတို့စင်နွယ်ဆွဲစိတ်ကစီလုံးကြီးများအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးဖြာဖြာပြည့်စုံရမှာတစုံမုံလာမြတ်ကထိန်ခင်းရတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ဝဲဟေး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 တစောင်းတိုင်းချိန်ရောက်လို့သင်္ကန်းမြတ်လူတော်သူပြောအချင်းချင်းတို့စင်တွေဆွဲစိတ်ကစိတ်လုံးကြီးများအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးဖြာဖြာပြည့်စုံကြမှာတစုံမုံလာမြတ်ကထိန်ခင်းကြတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ဝဲနှစ်တိုင်းလွယ်လို့ပြောစပူပေါ်အလူတော်အလူတကားများလဲပြောအလူမများလဲပြော
တိုင်းရွယ်လို့ပြောဘောအလူတော်အလူရှင်များလည်းပြောအလူမများလည်းပြောဒေသရွှေပင်မြေမှာပေါက်လို့ကောင်းညို့တို့တဲ့အကြံတွေအောင်ဘေးပေါင်းရန်ရာဝမ်းဝေးလုကင်းချမ်းသာကောင်းညို့ပြောင်းပြပြည့်စုံကြမှာတစုံမုံလမြတ်ကထိန်ခင်းကြရဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်